ဘာဖြစ်လို့လဲဗျငါကျွန်တော်မေးတာလား ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်တည်းရှိတယ်ခင်ဗျားမမေးလို့ကျွန်တော်ဘယ်လိုမေးရမလဲ ကျွန်တော်ယောဂခုတလောအဲ့လိုမရဘူးဆရာအဲ့လိုမရဘူး အိတ်မရ ဟုတ်ကဲ့ဆရာ အိတ်မရတယ်ဘယ်လိုအိတ်မရ အိမ်မကြရင်ပျော်သွားရင်ပျော်မဲ့ကြရင်မနိုးရင်ဆရာ ခင်ဗျားကောင်းပြောသားမှာခင်လူရင်းပြောခင်ဗျားဘာခံစားနေလဲဘာဖြစ်လဲ ဟုတ်ကဲ့ဟိုလူရင်းကတော့ကျွန်တော်ယောဂ66ပါးယောဂနဲ့အကျောနာဖြစ်ခြင်းတစ်ပင်မောစောက်ထိုးကြပေါင်အကျိုးရပြီးနှာခေါင်းရိုးကသွေးရှောင်မေးလန်လို့နဖူးကွဲဒူးပြက်ပြီးအဲ့ရဘောတရေလုံးမှာသွေးလိုယောဂ တွေးလို့လား အနှာစီးဆရာ နှာစီးရဆိုပြီးရောဗျာနှာစီးရဘယ်လောက်စီးလို့ အနှာစီးတာမှာဟဲလို့တော့မအွန်လိုင်းပါဘူးဆရာရဲ့ ကဲမအွန်လိုင်းလည်းမအွန်နဲ့ ဟုတ်ကဲ့ဆရာ ဒီခန်းထဲမှာအွန်ရင်တခါလူထင်းမြင်လွဲကြပြင်း ဟုတ်ကဲ့ ရောဒါလေးကိုမနေ့ဆုံးကြတော့နော် ဟုတ်ကဲ့ဆရာ ကဲရပြီဟော ဟုတ်ကဲ့ နောက်ကျော်ဆိုရ ဟုတ်ကဲ့ဆရာ ဦးလေးကျွန်တော်ဒီစေးတန်းဆရာဝန်နဲ့တွေ့ချင်လို့ပါခင်ဗျာ အော်အေးခဏ ဟုတ်ကဲ့ ဟာငါဆရာဝန်ပဲငါဆရာဝန် ဆရာဝန်လား အေး ဝင်တာလိုက်တာဆရာဟဲ့အခုဘယ်သွားလဲဟင် နာငါဆရာဝန်လေတေးသေးပေါ်ဝဲဆိုမမြင်ဘူးဖြစ်နေဟဲ့လားဒါနဲ့ကြက်ကြီးတယ် အော်ဟုတ်ကဲ့ နော် ကျွန်တော်နားမကြားဆရာဖြစ်နေလို့ပါဆရာဆရာကျွန်တော်ခေါင်းပေါက်ပြီးတော့ကျွန်တော်ခြေထောက်ကျိုးသွားတယ်ဆ ည ရာ င်းနေဆရာဝန်မင်းဝင်လာတဲ့ဂျိန်းတောင်းနဲ့ခြေတော်ကျိုးတယ်ငါမြင်နေအဲ့ခြေတော်ဘာလို့ကျိုးတယ်လဲပြောဒါပဲ ပြောပါမယ်ဆရာ ဟင်း ဟိုလွန်ခဲ့တဲ့25နှစ်လောက်တုန်းကကျွန်တော်က ဟေ့ကောလွန်ခဲ့တဲ့25နှစ်လောက်ကကိစ္စကိုပြောနေတာမဟုတ်ဘူးလေ ဟုတ်ကဲ့ မင်းခြေတော်ကဘာလို့ကျိုးတယ်လဲဒါကိုမင်းနေတာ အဲ့ဒီအကြောင်းကိုပဲပြောနေတာပါဆရာဟဲ့ ဟာ အေးစိတ်ရှိရင်လည်းနားထောင်ပါဆရာဆရာစီကလည်းလူပါနေတာပဲ ငါစိတ်ခိုင်းတော့မထင်မပြောနဲ့ ဟုတ်ကဲ့ပါ နော် မပြောတော့ပါဆရာ အေးဘာလို့ကျိုးလဲပြော အဲ့ဒီ25နှစ်လောက်တုန်းကကျွန်တော်ကတထေးတယောက်ရဲ့အိမ်မှာအလုပ်လုပ်ပါတယ်ဆရာကျွန်တော်ကိုတထေးကသူ့အိမ်မှာပဲပေးပြီးတော့နေပါညတညမှာအမတန်ချောမောလှပါတယ်တထေးရဲ့သမီးကကျွန်တော်အခန်းထဲကိုဝင်လာပါတယ်ဆရာ ခက်တော့တယ်ကွာမင်းကလည်းဒီ25နှစ်ကိစ္စကြီးငါပြောနေတာမခြေတော့ကိစ္စကြီးမင်းနေတာကွာ ဟုတ်ပါတယ်ဆရာအဲ့ဒီအကြောင်းကိုပဲပြောနေတာပါအဲ့ဒီဆရာအေးစင်းနာထောင်လို့ဆရာစီကလည်းလူ ငါစိတ်ခိုင်းတော့မပြောနဲ့နော်ငါအပေါက်ဆိုးလို့မလာတာနော်လူရှိနေတာဒါပဲကပြောမင်းပြောဘာဖြစ်လို့ပြောတယ်25နှစ်ကိစ္စပြော မဟုတ်ဘူးအခန်းထဲရောက်လာပါပြီ ကဲခန်းထဲရောက်ပြီကပြောအေး အဲ့တထေးသမီးကနေပြီးတော့ကျွန်တော်ကိုမေးပါတယ်ဆရာ ဘာမေးလဲ ဟိုအကိုကြီးတဲ့ဘာလိုအပ်သေးလဲတဲ့ อืม ဟိုကျွန်တော်ကလည်းဘာမှမလိုအပ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဆရာ ပြောလိုက်ပြီ ဟုတ်ကဲ့ ဘာလို့ကြိုးလဲပြော ဟုတ်ပြောနေအဲ့အကြောင်းကိုပြောနေတာပါဆရာရဲ့ အဲ့ဒီအကြောင်းလဲကွာဘယ်လိုလဲပတ်သက်တယ်ကပြောပြောပါ ဆရာစီကလည်းလူရှင်းနေတာပဲ အာငါစိတ်ခိုင်းတော့မပြောနဲ့ငါစိတ်ခိုင်းတော့မပြောနဲ့ငါသိတယ် ဟုတ်ကဲ့ပါဆရာ ငါမသိနေတယ်လို့စိတ်ကလူပါနေတာ ဟုတ်ကဲ့ပါဆရာ သိတယ်ပြော ဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်တေချာရဲ့လားတဲ့ဟုတ်ကျမရှင်းတော့ဘာလုပ်ပေးရမလဲတဲ့ကျွန်တော်မေးပါတယ်ဆရာကျွန်တော်လည်းဘာမှမလိုအပ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဆရာ အဲ့တော့ ဟုတ်ကဲ့ ပြောအဲ့ဘာလို့ကြိုးလဲ အဲ့ဒီအကြောင်းကိုပဲပြောနေတာပါဆရာ အော်အဲ့ဒီကြောင့်လည်းမချုံးနိုင်ဘူးပြော ဆရာစီကလည်းလူပါနေတာ လူပါတာမပြောနဲ့လူပါတာကိုမပြောနဲ့ ဟုတ်ကဲ့ပါဆရာအဲ့ဒါ ရှိနေလား အဲ့တုန်းကကျွန်တော်နားမလဲဘူးဆရာဒီနေ့မနေ့ကျွန်တော်အိမ်ခေါင်မူလေးပေါက်လို့ကျွန်တော်ခေါင်မူအပေါက်ကိုတက်ဖိုင်နေမှာအဲ့ဒီအမျိုးသမီးလွန်ခဲ့တဲ့25နှစ်လောက်ကရှင်ဘာလိုအပ်သေးလဲလို့ပြောတဲ့စကားကိုကျွန်တော်အဖေပေါ်တယ်ဆရာ အဲ့လိုပြော အဖေပေါ်ချင်းမှာပဲကျွန်တော်ခေါင်မူပေါ်နေပြုတ်ကြပြီးခြေတော့ကျိုးသွားပါဆရာ ဟဲ့